စိတ်ဆင်းရဲကြတဲ့စိတ်တွေပူလောင်ကြတဲ့ပင်ပန်းကြတယ်ဆိုကိုယ့်ရဲ့စိတ်ကိုနိမလမ်းမှာမဆုံးမနိုင်ကြဘူးစိတ်တွေဘာကြောင့်ဆင်းရဲတာတော့စိတ်တွေဘာကြောင့်ပင်ပန်းတာတော့ကိုယ့်ရဲ့စိတ်ကနိမလမ်းမှာမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတော့စိတ်ရိုင်းနေစိတ်တွေကြမ်းတယ်ဆိုတာဘာပြောတာလို့ဆွဲမဲ့မှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကျေနပ်မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကိုမသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြမ်းထမ်းနေလို့ပြောတယ်အလိုရမဲ့တွေသိကြီးလာရင်စိတ်ကရိုင်းနေနော်မကျေနပ်မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ဟာရိုင်းနေမာနတွေမနာလိုမှုတွေဝန်တိုမှုတွေဒါတွေဖြစ်လာလို့ရှိရင်ဘုလို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတတိချာချာစဉ်းစားကြည့်ရင်သိနိုင်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနောကအတွေးတွေကလည်းရိုင်းလာဝစီကအပြောတွေကလည်းရိုင်းလာကာယကအပြုအမူတွေကလည်းရိုင်းလာဒါပေမဲ့ဘုန်းတို့တွေကကာယကမှုဝစီကမှုတွေရိုင်းလာမှဩဒီလိုတော်တော်ရိုင်းမှလားလို့သိရနော်အဲ့ဒီရိုင်းဆိုင်မှုရဲ့နောက်ွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့နော်ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြင်ဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုန်းတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနိမန်လမ်းမှာဘုန်းတို့တွေကလူချင်းမမောစရာအာယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုຢာကားမဖြစ်ဆုံးမမယ်ဟုတ်လားမကျေနပ်စရာအာယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ဆုံးမမယ်မေတ္တာဖြစ်အောင်နော်ဘလို့အာယုန်နဲ့ပဲတွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါကြိုးစားမယ်ဟဲ့ဒါစိတ်ကိုဆုံးမအဲ့လိုမျိုးအလောဘဓာတ်တွေအဒေါသဆိုတဲ့မေတ္တာဓာတ်တွေအမောဟဆိုတဲ့ပညာဓာတ်တွေဘုန်းတို့တန်တာမှာဖြစ်အောင်လုပ်တာဒါစိတ်ကိုဆုံးမတယ်လို့ခေါ်တယ်ဒီနေရာဖြင့်ယာယီနေတဲ့စိတ်ကိုယဉ်ကျေးအောင်လုပ်လိုက်တယ်ကျမ်းနေတဲ့စိတ်ကိုနုညံ့အောင်ကြိုးစားတာအဲ့လိုကြိုးစားနိုင်တာနဲ့မြတ်ဘုန်းတို့ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီးချမ်းသာမှုရဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုဆုံးမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောတာဘုန်းတို့ဓမ္မပဒပါဠိတော်စိတ္တဝတ္ထဲမှာဒုနိဂဟတလဟုနောယထကာမနိပါတိနောစိတ်တတဓမ္မထောတာတို့စိတ်တန်တန်တဒုက္ခဝါနော်တချို့ဒီကဒါလေးရတယ်နော်ဒုနိဂဟတနှိမ်နှင်းမှုရခဲရင်သောလဟုနောအလွန်မြန်ဆန်သောသဘောရှိသောယထကာမနိပါတိနောအလိုရှိရာအာယုန်တို့သို့ကြာရောက်ခြင်းတိုင်းကြာရောက်တတ်တဲ့သဘောရှိသောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရား၃မျိုးပြောစိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်ဆုံးမဖို့ခက်တယ်အလွန်လည်းမြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုစီးမရှိကမ်းမရှိရောက်သွားတတ်တဲ့သဘောလည်းရှိနှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းမဲနဲ့ပြစ်ထားမယ်ဆိုရင်တော့သူကကောင်းနိုင်ပေါ်ရမရှိခက်ခဲပြီမလို့အဲ့ဒါကိုငါမဖြစ်အောင်ဒီစိတ်ကိုဆုံးမမယ်ယဉ်ကျေးအောင်လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမန်လမ်းမှာဆုံးမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတဓမ္မထောတာတို့နော်စိတ်ကိုဆုံးမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်ဒုက္ခဝဟတန်တန်ဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်သည်ဒုက္ခဝဟချမ်းသာဒုက္ခကိုပေးနိုင်ဒါပဲနော်အဓိကချက်ဒီဟာလေးကိုအကျမ်းမြင်လေးကိုယ်စိတ်ထဲမှာအတိပ္ပယ်ကိုပိုင်နိုင်ကြုံမိငုံမိနားလည်နိုင်ရစိတ်ဆိုတာနှိမ်နှင်းမှုခက်တယ်အလွန်မြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုရောက်တတ်တဲ့သဘောရှိတယ်အဲ့ဒီလိုစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အလွန်ကောင်းတယ်ဘာကြောင့်လဲဆုံးမလို့ယဉ်ကျေးပြီဆိုရင်ဒီစိတ်ကချမ်းသာဒုက္ခကိုပေးနိုင်တယ်ဒါဘုန်းတို့လိုလားတောင်းတတဲ့ချမ်းသာဒုက္ခကိုရကျင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကြမ်းတမ်းနေတဲ့စိတ်တွေကိုနူးညံ့သွားဖို့ရိုင်းဆိုင်နေတဲ့စိတ်တွေကိုယဉ်ကျေးသွားဖို့နိမန်လမ်းမှာမလုပ်ကြမလို့ဆုံးမကြဒီကထာလေးကိုဘာကြောင့်မြတ်စွာဘုရားဟောသလဲလူတိုင်းကြားဖို့ရတယ်မြတ်စွာဘုရားလက်ထက်ကမာတိကမာတာဒကမာကြီးသူနေတဲ့ရွာကိုယဟန်တော်6ကျိတ်တရားလာပြီးတော့အထုတ်ကြအဲ့ဒါဒကမာကြီးရဲ့ပစ္စည်းလေးပါအဝင်ယူပြီးတော့နော်ယဟန်တော်တွေကိုလှူဒန်းပြီးတော့နေတာ
နောက်တော့ယဟန်တော်တွေပြီးတဲ့တရားကိုသူကအထုတ်ပြီးတော့ယဟန်တော်တွေအရင်သူကတရားတို့တရားမြတ်ကိုရတရားတို့တရားမြတ်ကိုရတဲ့နေရာမှာသူကတကောအိဋ္ဌိပတ်နဲ့မှတွဲပြီးတော့ရယဟန်ရဲ့စိတ်ကိုသူကအေးအနေပြီးတော့ကြည်ရင်းနဲ့အကုန်သိတယ်မြင်တယ်အဲဒါကြောင့်ယဟန်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီယဟန်တော်တွေကဝါတွင်း3လအတွင်းမှာသူတို့လည်းပဲယဟန်တာဖြစ်ကြတယ်ဒါသူတို့ယဟန်တာဖြစ်တာဒီဒကမာကြီးရဲ့ကြီးစုမကင်းဘူးနော်နောက်တော့အဲ့ဒီယဟန်တော်တွေကနေတဆင့်ဒီဒကမာကြီးရဲ့ဂုဏ်သတင်းကမြတ်စွာဘုရားနားတော်ထိရောက်တယ်။အော်အလွန်တော်တယ်ဒီဒကမာကြီးကယဟန်တော်တွေရဲ့လိုအပ်ချက်ကိုသူ့ရဲ့စိတ်နဲ့သိပြီးတော့ဖြည့်ဆည်းပေးနိုင်တယ်လို့ဒီသတင်းကအလွန်မွေးတယ်။အဲ့ဒါနဲ့အညတရယဟန်လေးတစ်ပါးကငါလည်းအဲ့လိုဆိုလို့ရှိရင်အဲ့ဒီဒကမာကြီးရှိတဲ့နေရာကိုသွားပြီးတော့တရားဓမ္မများကြိုးစားရမယ်ဆိုရင်တော့မြဲမြဲဆန်းဆန်းတရားတို့တရားများရမှာပဲဆိုပြီးတော့သူသွားတယ်။ဟိုရောက်တဲ့အခါကျတော့သူ့ရဲ့စိတ်ကိုဒကမာကြီးကသိနေသူကအဖြိုရည်လေးတောက်ချင်းလေးဆိုရင်ဖြိုရည်ရောက်လာ။ကျောင်းကလည်းညစ်ပတ်နေတာတန်ရှင်းမဲ့လူလေးရောက်ရင်ကောင်းမယ်ဆိုတန်ရှင်းသမားရောက်လာ။နောက်နေ့ဆွမ်းကသွားဖို့ငါခရီးပန်းလာတယ်ဆွမ်းလေးမြတ်လာဖို့ရင်ကောင်းမယ်ဆိုဆွမ်းလာဖို့တဲ့လူရောက်လာ။အဲ့ဒါနဲ့ဒီဒကမာကြီးတော့သူများစိတ်သိတယ်ဆိုတာအဟုတ်ဖဲနဲ့တူတယ်ဆိုတော့ရောက်လာတဲ့အခါကျတော့သူကမေးကြည့်တဲ့အခါကျတော့ဒကမာကြီးကတဲ့တယ်တော့မပြောဘူး။သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဗျာ။ကျုပ်ကသူများမေးတာမဟုတ်ဘူးဒကမာကြီးကိုမေးတာ။ဒီမှာကြီးသူများစိတ်သိသလားတော့မောင်မစင်ဘယ်နဲ့ကြောင့်မမေးသိမမေးလိုက်တာကိုမေးနေရတာတော့သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဆိုတော့ဒါတွယ်ဝိုက်ပြီးတော့ဝန်ခံလိုက်တာနော်အဲ့ဒီလိုနှစ်ဖူးတွေဒူးတွေတွေ့သွားပြီသူ့စိတ်ကိုဒီဒကမာကြီးတိပြီးတိသွားတယ်ဆိုတာကိုလည်းတိလိုက်ရောဒီရန်လေးကမနေရတော့ဘာလို့လဲပုထုဇဉ်ဆိုတာတင့်တော်တာကိုတွေးတာရှိတယ်လို့မတင့်တော်တာကိုလည်းတွေးတာပဲလေတော့ငါသာတကယ်လို့မသိတော်တာတွေတွေးနေခိုးတော့ခိုးတယ်နဲ့တကွာနော်တခိုးလူမိတယ်လို့ငါတော့ကောင်းကောင်းရှက်ကွဲမှာပြီအဲ့ဒါနဲ့ဘလို့မှတားလို့မရဘူးမြတ်စွာဘုရားရှိရာအကြောင်းတော်ကိုပြန်ပြီးတော့ပြေးလာတယ်အဲ့ဒါမြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့အခါကျတော့ဒီလိုဒီကြောင့်ပဲဗျာသူ့စိတ်ကိုတိနေတဲ့လူရဲ့ရှေ့မှောက်မှာ तू မနေရဘူးဒါပေမဲ့အဲ့ဒီနေရာကိုပြန်သွားမှလည်း तू တရားတို့တရားမြတ်ရနိုင်မယ်ဆိုတာကိုမြတ်စွာဘုရားသိမြင်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုပြန်သွားဖို့တိုက်တွန်းတယ်အဲ့လိုတိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားကဒီဂါထာလေးကိုအဲ့ဒီနေရာမှာနေရဖို့အတွက်နီလံပေးတဲ့အနေနဲ့ဟောလိုက်တယ်ဒုံဒိဋ္ဌဟတလဟုနောယထကာမတိပါတိနောစိတ်တတဓမ္မထောတာတို့စိတ်တန်တန်ဒုက္ခဝဟဒုံဒိဋ္ဌဟတစိတ်ဆိုတာစုံမဖို့ပိုင်နိုင်ဖို့ကိုယ်အလိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးเนาะဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိခုဒီနာတော့ကြဟောနာခုဒီအကြောင်းရတော့ကြဟိုအကြောင်းရရောက်ချင်ရောက်တွေ့ချင်တွေ့ယထကာမတိပါတိနောစီမရှိကမ်းမရှိဗျံပရာရောက်ချင်ရောက်တွေ့ချင်တွေ့ပြီးတော့ဇူးမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျစားတတ်တဲ့ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အဲ့ဒါအလွန်ကောင်းတဲ့စိတ်တတဓမ္မထောတာတုနောက်စိတ်တတစိတ်ကိုဓမ္မထောယဉ်ကျေးအောင်ဆုံးမနိုင်ခြင်းဒီတာတုကောင်း၏ဘာလို့လို့စိတ်တန်တန်ဒုက္ခဝဟဆုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တော့စောစောကဘုန်းဘုန်းတို့တရားနေတန်းလေးမှာတော့ဒီစိတ်မယဉ်ကျေးဘူးယဉ်ကျေးတယ်ဆိုတာဘာကိုပြောတာတော့ဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့ဒီလိုမျိုးစိတ်ရဲ့အညစ်အကြေးတွေနဲ့ရောထွေးပြီးတော့မဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြမ်းထမ်းနေဒီလိုခေါ်ရအဲ့ဒီလိုအနေအထားမျိုးကဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေဟုတ်လားဒါလက်တွေ့ဘုံဘုံတို့နားလည်လို့ရမှာနော်မမောမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာဆင်းရဲတာဟုတ်လားအဲ့ဒါကိုဘုံဘုံတို့အကောင့်ထဲဖော်မယ်ဆိုရင်ပို့ပြီးတော့ဒါပူလောင်လိုက်မယ်ဆင်းရဲလိုက်မယ်ပင်ပန်းလိုက်အဲ့လိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုတောင်းထင်ရှားသေးကာယကံမှုဝစီကံမှုပေါက်ကွဲတဲ့အစဉ်ရောက်သွားမယ်ဆိုရင်ပို့ပြီးတော့ဒါဘုံဘုံတို့ရဲ့ဘဝပင်ပန်းလိုက်မယ်ဆင်းရဲလိုက်မယ်နော်ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောခဲ့တယ်နော်လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်အဲ့ဒီစိတ်ရိုင်းပြီးတော့မှသာလေအတွေးတွေအပြောတွေအလုပ်တွေကတစ်ဆင့်မဖြစ်သွားတယ်နော်ရိုင်းသွားတာအဲ့ဒါကိုဘုံဘုံတို့ကနိမလမ်းမှာဒီစိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်နော်လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့အခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ရှုပြီးတော့သူ့ရဲ့နေရာမှာမ
နော်ဆွန်လွတ်နိုင်မှုတွေအဒေါသဆိုတဲ့မေတ္တာတရားတွေတဘာဝတရားရဲ့ပုံမှာမမကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့နော်အမောဟပညာတရားတွေဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒါစိတ်ကိုဆုံးမတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမယ်လက်တွေ့လေးဘုံဘုံတို့ကြိုးပမ်းအထုတ်ကြည့်တဲ့နော်ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်တပြိုင်တည်းနားလည်ထားမှာငါစိတ်တွေရိုင်းနေပြီဆိုတာနားလည်ရစိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးနော်တဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကားလုံးရဲ့နယ်ပယ်ကျယ်ပြန့်မှုကိုလည်းတွေးကြည့်တဲ့နော်တာမမီဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတာကထင်သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ကြတာဟုတ်လားတကယ်ယဉ်ကျေးမှုအစစ်ရိုင်းဆိုင်မှုအစစ်ကဘယ်မှာအခြေခံနေတာလဲစိတ်ထဲမှာအခြေခံနေဟုတ်လားစိတ်ကရိုင်းနေရင်အပေါ်ယံဟန်ဆောင်နေတဲ့ယဉ်ကျေးမှုဟာချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးနော်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကိုမဖြစ်ဖို့လို့တော့ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့လုပ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒါဘုံဘုံတို့လိုချင်တဲ့ချမ်းသာရမယ်တော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုတာလွယ်သလားဆိုတော့မလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတီလင်းပြောထားတာပဲလေဒုံနိကဟတနှိမ့်နှင်းဖို့ဆုံးမဖို့ခက်တယ်လို့ပြောတာဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုံဘုံတို့ကဖြစ်မြတ်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့အကျိုးရလဒ်ရမှာပေါ့နော်ခက်လို့မလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိတယ်အဲ့ဒီခက်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘုံဘုံတို့ကြိုးစားနိုင်ဖို့လုပ်ဘာလို့လဲဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကိုလိုချင်တဲ့ချမ်းသာမရနိုင်စိတ်ရဲ့ငြိမ်အေးမှုတတ်တာမှုချမ်းသာမှုဘုံဘုံတို့မရနိုင်ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာကဖြစ်အောင်လုံးဝရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ဘုံဘုံတို့ဘာလုပ်မလို့ကြိုးစားကြဒါကြောင့်မြတ်စွာဘုရားကအမျှော်မြင်ရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ်မောင်ယဉ်ကျေးအောင်ဆုံးမဖို့ကြိုးစားကြတာပဲလို့ဒီလိုဟောထားတာလည်းရှိမြတ်စွာဘုရားလက်ထက်ကနော်ပန္တိတတာမဏေဆိုတာကြားဘူးတယ်နော်ကိုရင်လေးခုနှစ်သားလေးနဲ့ရဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်အဲ့ဒါသူ့ရဲ့ဥပ္ပစေဆရာရှင်သာရိပုတ္တရာနဲ့ကိုရင်ဝိပြီးမကြသေးပါမကြခင်ပါပဲမြို့ထဲကိုဆွမ်းခံလိုက်သွားတယ်လို့ဆွမ်းခံလိုက်သွားတဲ့အခါကျတော့ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလယ်ကွင်းတွေရှိတော့အဲ့ဒီလယ်ကွင်းတွေကိုဖြတ်ရတာကိုဖြတ်ရတဲ့အခါကျတော့လယ်ကွင်းတွေထဲမှာလယ်သမားတွေကမြောင်းလေးတွေတွဲပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးအဲ့တော့ရှင်သာရိပုတ္တရာကိုမေးတယ်တဲ့အရှင်ဘုရားဒီရေတွေကစိတ်ရှိသလားလို့မေးအခုလို့မေးတာတော့ဆိုတော့လိုချင်တဲ့နေရာကိုရေတွေကတွင်နဲ့စီးလာတာဟိုနားလေးလိုချင်ဟိုနားလေးဆွဲသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့အခါကျတော့သူ့မှာစိတ်မင်းရှိသလားဆိုတဲ့အတွေးနဲ့ကလေးတစ်ပါးကိုမေးကိုရင်ရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ကဘာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်ကိုလိုချင်သလိုလှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါရဲ့စိတ်ကိုနော်သမထတရားဝိပဿနာတရားနဲ့နော်လိမ္မာအောင်ယဉ်ကျေးအောင်စိုးမတဲ့နေရာဘာကြောင့်ဖြစ်မြောက်အောင်မလုပ်နိုင်ပဲရှိရမလို့အဲ့လိုစဉ်းစားဒါပါရမီလဲပါလို့နော်အဲ့ဒါနဲ့ဘုံဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်နော်မုတ်ဆိုးတွေလေးသမားတွေဘာလုပ်နေကြတာတွေ့လို့ဆိုတော့မြားတံတွေကိုဖြောင်းတွေ့ငါမျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည့်မီးဘေးမှာမီးဖို့ပြီးတော့အဲ့ဒီအပူပေးလိုက်ဖြောင်းလိုက်တိုင်လေးတွေစိုက်ထားပြီးတော့ဖြောင်းအောင်လုပ်တာနော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်တယ်ရှင်ဗျာတဲ့ဒီဝါဒံလေးတွေမှာရောစိတ်ရှိသလားဝါဒံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမလို့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောစောကစိတ်မရှိတဲ့ဒီဝါဒံကိုတော့ကိုလိုချင်သလိုဖြောင်းယူလို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ဖြောင်းမှတ်အောင်ယဉ်ကျေးအောင်အည်သွေးရှိအောင်လုပ်လို့မရပဲရှိမယ်ငါဖြစ်အောင်လုပ်မယ်အဲ့ဒီလိုတွေးအဲ့ဒါနဲ့ဘုန်းကြီးတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံးမျိုးစုံလောက်ကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့လို့ဆိုတော့လက်သမားတွေလဲဘိန်းတွေလုံနေကြတယ်မြင်ကွင်းကအစုံမြင်ရတာနော်အဲ့ဒီလဲဘိန်းတွေလုံနေတော့လဲဘိန်းတွေကဘုန်းတို့တကူတို့ဆိုတာတွေကအကွေးလေးတွေဆက်မှဝိုင်းကြီးဖြစ်သွားတာဟုတ်အဲ့ဒါကိုဒီမှာစူးတို့စောက်တို့ဓာတ်တို့ပဲကုတ်တို့နဲ့ရွှေကြခုတ်ကြထစ်ကြပြုတ်ပြင်းကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအရှင်ဗျာဒီတစ်သားလေးမှာရောစိတ်ရှိလားဗျာကိုရင်တစ်သားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်ဆိုတော့လို့ပဲ
စိတ်မရှိတဲ့အသားပေါ်တော့လိုချင်တယ်လို့လုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာတော့သူတော်ကောင်းတရားမှာလိမ္မာကျွမ်းကျင်အောင်အမှန်တရားကိုသိမလုပ်နိုင်ပဲရှိရမလို့ငါလုပ်မယ်အဲ့လိုစဉ်းစားအဲ့စဉ်းစားပြီးတော့ကိုကြီးကဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ်အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မယ်တော့သူ့ဖို့နော်ငကြင်းသားလေးနဲ့နော်ဆွမ်းရအောင်လဲဆွမ်းခံခဲ့ပါအောင်လို့ဒီလိုမှာခဲ့တယ်ကိုကြီးကဒါရှင်သာရိပုတ္တရာလည်းခွင့်ပြုတူတူပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်လေးအခြေခံပြီးတော့သူ့စိတ်ကိုစောစောကပြောခဲ့တဲ့ရိုင်းဆိုင်စေတတ်တဲ့ရာဂဒေါသမောဟမာနဣတမစီယစရှိတဲ့ကိလေသာတရားတွေမုံဝင်အောင်တရားဖြင့်လိမ္မာအောင်ယဉ်ကျေးအောင်နီးမှန်လမ်းမှန်မြတ်စွာဘုရားပေးတဲ့နီးနဲ့ကြိုးစားအထုတ်ရဟန္တာဖြစ်တယ်အဲ့ဒီမှာတကယ်ကိုရင်ပဏိတဟာတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားစောစောကဘုန်းတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုနော်ဆုံးမအောင်ဆုံးမနိုင်အောင်ကြိုးစားကြတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ဂါထာကိုမြတ်စွာဘုရားအဲ့ဒီမှာဟောဥဒကေညိနေယတိနိဋ္ဌိကဥတုကာရဓမယတိတေဇနံဒါရုံဓမယတိတစ္ဆကအတ္တနာဓမယတိပဏိတာဥဒကေညိနေယတိနိဋ္ဌိကနိဋ္ဌိကလေသမားတို့သည်ဥဒကရေကိုနေယတိကိုလိုချင်တဲ့နေရာကိုရောက်အောင်ယူကြတယ်တဲ့ရေယူတယ်ဆိုတော့မြောင်းလေးတွေ့ပြီးတော့ယူရတာနော်လေသမားတွေကရေကိုကိုလိုတဲ့နေရာကိုယူကြတယ်ဥတုကာရဓမယတိတေဇနံဥတုကာရလေးသမားတို့သည်တေဇနံမြားတံကိုဓမယတိအပူပေးပြီးဖြောင်းရတယ်မြားတံလေးကဖြောင်းနေမှကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုတန်တန်မတ်မတ်မှန်နိုင်မှာကိုမြားတံကဝိတ်ဝိုက်နေတယ်ဆိုလို့ရှိရင်ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်ဖို့မဖြစ်နိုင်အဲ့လိုပဲဘုန်းဘုန်းတို့စိတ်ကလေးကလည်းဖြောင်းနေမှသိတယ်ရှိတာကိုသူကမှန်မှန်ကန်ကန်သိနိုင်ပြစ်မှတ်ကိုမှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြားတံဖြစ်ပြစ်မှတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဘုန်းဘုန်းတို့ဟာတဘာဝတရားတွေရဲ့အကြောင်းမှန်မှန်ကန်ကန်သိနိုင်ဟုတ်လားနောက်ပါပြောတော့ဥဒကေညိနေယတိနိဋ္ဌိကဥတုကာရဓမယတိတေဇနံဒါရုံဓမယတိတစ္ဆကဒါရုံဓမယတိတစ္ဆကတစ္ဆကလက်သမားဆရာတို့သည်ဒါရုံတစ်သားကိုဓမယတိကိုလိုချင်တဲ့ပုံသဏ္ဍာန်ဖြစ်အောင်ဖန်တီးကြတယ်ဟုတ်လားအစတော့တရားရင်တုံးကြီးပဲလေဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီဆိုလို့ရှိရင်ပရိဘောဂအသုံးဆောင်လည်းဖြစ်နိုင်တယ်ဆိုတော့ပြောလို့ရင်တွေရဲ့အစိပ်ပိုင်းလည်းဖြစ်နိုင်တယ်နောက်ဆုံးတော့နတ်ရုပ်ထုလည်းဖြစ်နိုင်တယ်ဆင်းတုတော်လည်းဖြစ်နိုင်တယ်ဒီတစ်သားအရင်တုန်းကဟုတ်လားအဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းတို့ကနီးမှလည်းမှစနစ်တကျပြုပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မမျှော်မှန်းနိုင်တဲ့အကျိုးရလဒ်တွေရနိုင်တယ်ဒါလေးတွေကဒေသနာကိုချစ်တွင်ပြီးတော့တွေးဖို့ဘုန်းဘုန်းကပြောတာဟုတ်လားဒါမြတ်စွာဘုရားကကိုရင်တွေးခဲ့တဲ့အတွေးတွေကိုသိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာလေသမားတွေကရေကိုကိုလိုတဲ့နေရာရောက်အောင်ယူကြတယ်လေသမားဆိုတော့ရေကိုရောက်ကိုလိုချင်တဲ့နေရာရောက်အောင်ယူနိုင်တဲ့အစွမ်းရှိရမှာပေါ့နော်လေသမားဆိုရင်လည်းမြားတံကိုတော့ဖြောက်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမြားတံမှာဖြောက်အောင်မလုပ်နိုင်တဲ့လေသမားဘယ်လိုလုပ်ပြီးတော့မှသူပြစ်ရှင်တဲ့ပြစ်မှတ်ကိုမှောင်အောင်ပြစ်နိုင်တဲ့လေသမားဖြစ်မှာမဟုတ်ဘူးနော်အဲ့လိုပဲလက်သမားဆရာဆိုရင်လည်းသူဖြစ်ချင်တဲ့ပရိဘောဂပစ္စည်းဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်။နောက်ရှင်လက်သမားဆရာဟုတ်မှာဖြစ်မှာမဟုတ်ဘူးနော်။ရေမကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူး။မြားဓမ္မမဖြောင်းနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူး။ကိုလိုချင်တဲ့ပုံစံမှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူး။အဲ့ဒါလိုပဲတဲ့နောက်ဆုံးကျတော့ပြောလို့အတ္တနံဓမ္မယတိပန္တိတာတဲ့ဒါကတော့တရားဓမ္မတို့ရဲ့စိတ်ထဲမှာစွဲနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနော်အတ္တနာဓမ္မယတိပန္တိတာပန္တိတာအမျှော်မြင်ရှိကြတယ်အကြောင်းအကျိုးသိကြမြင်ကြတယ်တော့ဘာလို့ရင်ဘာဖြစ်မယ်ဆိုတာကိုနားလေကြတယ်ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေအတ္တနာမိမိကိုတနည်းအားဖြင့်မိမိစိတ်ကိုဓမ္မယတိသောသောကပြောသလိုယဉ်ကျေးအောင်မရိုင်းဆိုင်အောင်ဆုံးမကြတယ်တဲ့ရေကိုကိုလိုတဲ့နေရာမှာမယူနိုင်ရင်လေသမားမဖြစ်နိုင်မြားဓမ္မမဖြောင်းနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဟုတ်လားအဲ့လိုပဲကိုလိုချင်တဲ့ပုံစံမှာတက်သားကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒါလက်သမားမဖြစ်နိုင်နောက်ဆုံးစကားကျတော့ဘယ်လိုပြောမလဲကိုယ်စိတ်ကိုမှမဆုံးမနိုင်ဘူးဆိုရင်ဒီလိုဟာပညာရှိမဖြစ်နိုင်ဒီလိုမျိုးတွေးရအောင်နော်ဒါကြောင့်ဒီကထာလေးတွေကိုဘုန်းဘုန်းတို့ကြည်ခြင်းအပြင်ကိုယ်စိတ်ကိုဆုံးမရတာခက်ခဲတယ်မလွယ်ကူဘူးဆိုတာကိုဘုန်းဘုန်းတို့နော်သိထားတော်လည်းပဲဒီခက်ခဲတဲ့ကိစ္စကိုတော့ဖြစ်မြောက်အောင်ဘုန်းဘုန်းတို့ကြိုးပမ်းအားထုတ်ဖို့မလိုဘူးလားလို့တယ်နော်အဲ့ဒါကိုဘုန်းဘုန်းတို့လုံမတာလေကိုလိုချင်တဲ့ချမ်းသာရမှာနော်ခက်တယ်ဆိုပြီးတော့မလုပ်ပဲပြစ်ထားမယ်ဆိုလို့ရှိရင်စိတ်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်ကို
ကိုလိုချင်တဲ့ချမ်းသာကရမှာမဟုတ်ဒီကတည်းကလောကမှာခက်ဆုံးကလည်းဒီအလုပ်ပဲလို့ဘုံကတော့ထင်ပါတယ်ဟုတ်လားအဲ့ဒီခက်တဲ့အလုပ်ကိုမလုပ်ဘူးလွယ်တဲ့အတိုင်းပဲဘုံတို့ဖြစ်တယ်လို့ပဲနေမယ်ဆိုရင်တော့ဒါကချမ်းသာဖို့အကြောင်းမရှိကိုစိတ်ကိုဘုံတို့လွတ်ထားဖို့ဆိုတာလွယ်ပါလေဒီတိုင်းပဲထားလိုက်ရုံပဲလေအိဋ္ဌာယုံနဲ့တွေ့ရင်လောဘအနိဋ္ဌာယုံနဲ့တွေ့ရင်ဒေါသဒါကပုံမှန်သွားနေကြလမ်းကြောင်းလွယ်လဲလွယ်ပါလေဘာမှခက်ဘုံတို့ကြိုးပမ်းเสียမလိုဘူးအာယုံကောင်းနဲ့တွေ့ရင်ဘုံတို့ကြိုက်နော်အာယုံရိုးနဲ့တွေ့ရင်ဘုံတို့မိုက်တယ်ပေါ့နော်ဒီလိုသွားဒါလွယ်ပါလေဒါပေမဲ့အဲ့ဒီလွယ်တဲ့လမ်းစဉ်ကဘုံတို့လိုချင်တဲ့ကောင်းကျိုးရလဒ်ကိုဖြစ်စေမှာမဟုတ်ဟုတ်လားဟာအိဋ္ဌာယုံနဲ့ပဲတွေ့နိဋ္ဌာယုံပဲတွေ့အားစိတ်ကိုမရိုင်းစေရဘူးအမှန်သိမှုဉာဏ်ပညာကိုပဲဖြစ်ထွန်းစေရမယ်မေတ္တာတရားကိုပဲဖြစ်ထွန်းစေရမယ်ဣခံမှုခွင့်လွှတ်မှုကိုပဲဖြစ်ထွန်းစေရမယ်လို့အဲ့လိုကိုယ်စိတ်ကိုမကောင်းတဲ့ဘက်ကိုမရောက်စေဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်ဘုန်းတို့စိုးမရတဲ့အလုပ်ဆိုတာလွယ်မလားမလွယ်ဘူးစိတ်ဆိုတာနေရရှိတဲ့သဘောကိုစောတော့ရေလိုပဲသူကဟုတ်လားကိုလိုတဲ့နေရာရောက်အောင်လုပ်ဖို့ဆိုတာအားဆိုင်ရဒီတိုင်းပြစ်ထားမယ်ဆိုတော့ရေကသူ့နေရတော့အပေါက်ရှာပြီးတော့စီးတော်မှာပဲလေဟုတ်လားဒါကြောင့်ခက်တယ်ဆိုပြီးတော့ဘုန်းတို့မလုပ်ရင်လိုလားတောင်းတတဲ့ကောင်းကျိုးဟာပြည့်စုံမှာမဟုတ်ဟုတ်လားအဲ့ဒီခက်တဲ့ကိစ္စကိုငါဖြစ်မြောက်အောင်လုပ်မယ်ဆိုလို့ရှိရင်ဘာလို့ကိုလိုချင်တဲ့ကောင်းကျိုးချမ်းသာကိုရမယ်ဒါကြောင့်မြတ်စွာဘုရားလေသမားတွေဟာရေကိုယူကြတယ်လေးသမားတွေဟာမြားကိုဖြောင်းကြတယ်လက်သမားတွေဟာတက်သားကိုလိုချင်တဲ့ပုံစံဖြစ်အောင်ဗန္ဒီလောက်ကန်ကြတယ်အဲ့ဒါလိုပဲအမျှော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့အကြောင်းအကျိုးသိကြမြင်ကြတယ်ပညာရှိတယ်လို့ဆိုတဲ့ပုံကိုယ်တွေဟာအရေးကြီးတဲ့အလုပ်လို့ဆိုတဲ့ကိုယ်စိတ်ကိုစုံမတဲ့အလုပ်ကိုကြိုးစားကြတယ်တဲ့ဟုတ်လားအဲ့ဒါလို့ဆိုရင်ဘုံဘုံတို့ကိုယ်စိတ်ကိုဘယ်လိုဆုံးမမလို့ဒါကအရေးပါတဲ့မိကုံးဖြစ်သွားပြီနော်ကိုယ်စိတ်ကိုဘုံဘုံတို့လိမ္မာအောင်ယဉ်ကျေးအောင်ဘယ်လိုဆုံးမမလို့ဒါကိုယ်စိတ်ကိုဘယ်လိုဆုံးမမလဲဆိုတဲ့မိကုံးရဲ့အဖြစ်လိုရင်းတူရှင်လေးဘုံဘုံတို့တာနုတာမလေးကိုအကြောင်းပြုပြီးတော့ဟောထားတဲ့ဂါထာတော်မှာတွေ့ရတယ်အဲဒီကနေ့ညဘုံဘုံကအဲ့ဒီဂါထာလေး၃ပုဒ်ကိုခုနှစ်ပုဒ်ရှိပြီနော်ပြောတာဂါထာလေး၃ပုဒ်ကိုဆက်ပြီးတော့ဘုံဘုံပြောနေတယ်ဟုတ်လားအစီအစဉ်လေးချပြီးတော့ပြောတယ်အဲ့ဒီတာနုတာမလေးကိုအကြောင်းပြုပြီးတော့ဟောတဲ့ဂါထာလေးကိုရင်တာနုလူထွက်ခြင်းလို့အရင်ဘဝကဘီလူမတော်အရင်ဘဝအမေတော်ခဲ့တဲ့ဘီလူမကဒီကိုရင်ရှိနေတော့သူကသူ့ဘလူလောကနတ်လောကမှာသူကမျက်နာပွင့်တော့ကိုရင်ကိုမထွက်စေချင်ဘူးအရင်ဘဝသူ့သားကိုရင်ကအဲ့ဒါနဲ့ဒီဘီလူမကဝင်ပူးပြီးတော့နော်တကယ်လို့သာထွက်မဲ့ဆိုလို့ရှိရင်ဘလို့မှငါလက်ကမလွတ်เสียအောင်ငါမဖြစ်ဖြစ်အောင်နှိပ်စက်မယ်ဆိုရင်ကိုရင်ကိုဝင်ပူးပြီးတော့ဟုတ်လားအဲ့ဒီအကြောင်းအရာမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တာရှိတယ်နောက်တော့ကိုရင်သားတို့ကလူမထွက်ပါဘူးနောက်တော့သူကတရားဟောကောင်းတယ်နောက်ဆုံးယဟန္တာဖြစ်အဲ့ဒီကိုရင်သားတို့ကိုအကြောင်းပြုတာမြတ်စွာဘုရားဟောတဲ့ဂါထာအလွန်ထင်ရှားတယ်အလွန်လည်းကောင်းတယ်အဲ့ဒီဂါထာလေးကိုဘုန်းဘုန်းတို့အလွန်တရားမှအတိပ္ပယ်ပြည့်ဝတဲ့အတွက်ကြောင့်စိတ်ကိုဆုံးမဖို့အတွက်အတူဆုံးနိလန်းပေးထားတဲ့အတွက်ကြောင့်စိတ်ထဲမှာမှတ်မှတ်သားသားလေးဖြစ်နာစီခြင်းနော်။ဘာပြောထားတော့ဆိုတော့ဣဒံပုရိစိတ်တမစာရိစာရိကယေနိစကယထကမယထာဒုက္ခတတိဇာဟနိကနိတမေယောနိတောဟဋ္ဌိပပိနဝေယအင်္ဂုတကဟောတဲ့ဂါထာကြီးဂါထာဆိုရတာတော့နည်းနည်းခက်တယ်ဣဒံပုရိစိတ်တမစာရိစာရိကယေနိစကယထကမယထာဒုက္ခဒီကြတော့စိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားဘယ်လိုပြောတော့ပုရိရှိအခါကာလ၌ဣဒံစိတ်တံဤစိတ်တည်ဆိုလိုတာရှေးတုန်းကစပြီးတော့ခုချိန်ထိတိုင်အောင်တတ္တဝါရဲ့စိတ်ဘသူစိတ်ဘဝစိတ်လို့မကန့်တတ်ဘူးစိတ်မှန်သမျှဟုတ်လားစိတ်တည်ရဲ့တဘောဘလို့ရှိလို့လဲဟိုရှေးတုန်းကစပြီးဒီကနေ့တိုင်အောင်ဣဒံစိတ်တံဤစိတ်တည်ယထကာမယေနိစကယထကာမယထာဒုက္ခယေနိစကအလိုရှိတိုင်းယထကာမအလိုရှိရာယထာဒုက္ခကောင်းလို့ရာစာရိကံလှဲ့လေခြင်းကိုအစရိလှဲ့လေခဲ့ဘူးလားနေပြီဒကာဓမ္မတို့ဘုန်းတို့ရဲ့စိတ်ကအိုးဘဝတန်တရားကာလတလျှောက်ဒီကနေ့တိုင်အောင်သူဟာထင်သလိုကျက်စားလာအာယုန်ရဲ့ပုံမှာထင်သလိုကျက်စားလာတယ်အဲ့လိုထင်သလိုကျက်စားလာတယ်ဆိုတာမြတ်စွာဘုရားဘယ်လိုလေးပုံဖော်ပြအဲ့ဒါလေးကိုဘုံဘုံကအလွန်ပြောခြင်းရေနိစ္စကယထကမ္မယထာဒုက္ခစကလုံးလေးသုံးလုံးသုံးရေနိစ္စကအလိုရှိတိုင်းယထကမ္မအလိုရှိရာယထာဒုက္ခကောင်းလို့ရာအဲ့တော့ဘုံဘုံစိတ်ထဲမှာဘလို့နားလေသွားတော့ဘလို့တွေးမိလို့ဆိုစိတ်ဆိုတာနော်ကောင်းလို့ရသူကောင်းမယ်ထင်တဲ့အာယုန်တွေပေါ်မှာကျက်စားဟုတ်လားယထာဒုက္ခကောင်းလို့ရအဲ့ဒီသူကောင်းတယ်ထင်တဲ့အာယုန်ပေါ်မှာ
သူကောင်းတယ်ထင်တဲ့အာယုံမှာကျက်စားတဲ့ခါမှာလည်းအဲ့ဒီကောင်းတယ်ဆိုတာတဲ့ကိုမှသူကဘာထပ်ပြီးတော့ရွေးချယ်လာလို့ဆိုတော့နော်ကောင်းတယ်ဆိုတာလည်းသူကြိုက်တာကိုထပ်ရွေးဟုတ်လားကောင်းနိုင်တဲ့ဘုံဘုံတော့ကြိုက်တာမဟုတ်ဘူးလေဟုတ်လားစတော့ကောင်းမယ်ထင်တာကိုရွေးပြီးတော့ကျက်စားတယ်အဲ့ဒီကောင်းမယ်ထင်တာတွေကမှကိုစိတ်ကြိုက်ကိုကြိုက်တာထပ်ပြီးတော့ရွေးတယ်အဲ့ဒီကြိုက်တာကိုတွေ့ပြီးဆိုရင်တော့ရေနှိမ့်စကံအလိုရှိတိုင်းဆိုတာကတော့အတိုင်းစားမရှိတော့ဘူးเนาะဒီတည်းပဲသူကတဝဲလေလေနဲ့မထွက်နိုင်မင်းနဲ့ကျစ်စားနေတော့စိတ်ရဲ့သဘောလေးကိုဘုံဘုံကအမြဲစွာဘုရားပြောပြတဲ့စကားလုံးလေးတွေကိုကိုတွေးမိတာလေးတွေကိုဖြော့ပြတယ်ဟုတ်လားကောင်းတယ်ထင်တာတွေကမှကြိုက်တာကိုတွေးပြီးဆိုရင်တော့ကြိုက်တဲ့လောက်သူကသွားတယ်ဆိုတဲ့သဘောစိတ်ရဲ့သဘောเนาะအဲ့ဒါရှေးကာလကစပြီးတော့ဒီကနေ့တိုင်အောင်ဒီစိတ်ဟာဒီပုံစံနဲ့သူထင်တယ်လို့ကျစ်စားလာခဲ့တယ်เนาะအထင်ရင်ကိုမရှိဗယံပဒဒီလိုလာခဲ့တာအဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုဥမာပေးတော့အင်ကုတကဟောတဲ့ချုံးကင်သောစင်တိန်သည်ဟဋ္ဌိပဝေနအမုံရင်သောစင်ကိုနေကနာတိဝိယနှိတ်ကိုဆုံးမတဲ့ကဲ့သို့ဣဇာယနေ့အဟံငါသည်တန်စိတ်တံထိုဖြစ်ခြင်းတိုင်းဖြစ်နေတဲ့ဒီစိတ်ကိုထိုစိတ်ကိုယောနိသောမနတိကာရလို့ဆိုတဲ့တင့်တယ်လျောက်ပတ်မှန်ကန်စွာတွေးတောဆင်ခြင်နိုင်ရင်လို့ဆိုတဲ့ယောနိသောမနတိကာရဖြင့်နေကနိတာမိနှိတ်ကုတ်ပေအံဆုံးမပေအံဒီကြတော့သူကနှိတ်ကုတ်တယ်ဆိုတဲ့စကားကိုသုံးတယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘယ်လိုဥမာပေးတော့ချုံးကင်ထားတဲ့စင်တိန်ဟာအမှုံရစ်တဲ့စင်ဆုံးမတယ်လို့နှိတ်ကုတ်တယ်ဟုတ်လားစင်ကိုဘုန်းဘုန်းတို့ဆုံးမတဲ့နေရာမှာစင်ကိုနိုင်အောင်ကင်တဲ့နေရာမှာလက်ချီဗလာတက်တက်နဲ့သွားပြီးတော့ကင်လို့မရဘာပါရမလဲချွန်းပါရနော်အဲ့လိုပဲဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ကင်တွယ်တဲ့နေရာမှာဘာမှဘုံဘုံတို့အသိဉာဏ်ပညာမရှိဘဲနဲ့ကိုယ်စိတ်ကိုလိမ္မာသေးခြင်းနဲ့ရင်ကျေးသေးခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုလောက်နဲ့ဘုံဘုံတို့ဆုံးမလို့မရအမုံရစ်တဲ့ရှင်ကိုဆုံးမပဲဆိုရင်ချွန်းဆိုတဲ့လက်နဲ့ရှိဖို့လိုတယ်လို့နော်ဒီစိတ်ကိုဘုံဘုံတို့ဆုံးမပဲဆိုလို့ရှိရင်လည်းလက်နဲ့လိုတယ်ပေါ့နော်အဲ့ဒီလက်နဲ့ကိုဒီနေ့မှာမြတ်စွာဘုရားပါပြောဆိုယောနိသောဆိုတာယောနိသောမနတိကာရကိုပြောနော်ယောနိသောမနတိကာရဆိုတာနော်လမ်းကြောင်းမှန်မှန်တွေးတဲ့သဘောလမ်းကြောင်းမှန်မှန်တွေးတာတော့သူစဉ်းစားတာဆင်ခြင်တာတွေးတောတာလမ်းကြောင်းမှန်တဲ့အတိုင်းသူတွေးတောတတ်တယ်ဆင်ခြင်တတ်တယ်နှလုံးသွင်းတတ်တယ်အဲ့ဒါကိုပါခေါ်တော့ယောနိသောမနတိကာရ